အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကိုစကိုင်းပါကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာက ASP.NET MVC မှာကျွန်တော်ဒီ data annotation တွေကိုကျွန်တော်ဘယ်လိုအသုံးပြုမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ data annotation ဆိုတာကျွန်တော်ဒီ annotation ဆိုတာမှတ်ချက်တွေပေါ့ကျွန်တော်ဒီ data တစ်ခုအတွက်သတ်မှတ်ထားတဲ့သူ့ရဲ့မှတ်ချက်တွေကိုကျွန်တော်တို့ကသတ်မှတ်ခြင်းကို data annotation လို့ခေါ်တယ်အဲ့တော့ data annotation ဆိုတာကဘာလဲအဲ့တော့ data annotation ဆိုတာက attribute class တွေကိုကျွန်တော်တို့ပြောတာဖြစ်တယ်attribute class တွေဖြစ်တဲ့အတွက်သူကဒီ data တစ်ခုရဲ့ attribute တွေနဲ့ပတ်သက်ပြီးတော့သတ်မှတ်ပေးတဲ့လုပ်ဆောင်ချက်တွေကိုသူလုပ်တဲ့ class တွေပဲဖြစ်တယ်အဲ့တော့ဒီ data annotation class တွေကိုကျွန်တော်တို့ဘယ်နေရာမှာသုံးနိုင်လဲဆိုတော့ model validation တွေလုပ်တဲ့အခါမှာသုံးနိုင်တယ်အဲ့တော့ model ဆိုတာကကျွန်တော်တို့သိပြီးသား MVC မှာ model ဆိုတာက data တွေကိုကိုးစားပြုတဲ့ class တစ်ခုဖြစ်တယ်အဲ့ဒီ model ရဲ့ validation လို့ခေါ်တဲ့ဒီအချက်လက်တွေမှန်ကန်မှုရှိမရှိကိုကျွန်တော်တို့စစ်ဆေးတဲ့အခါမှာကျွန်တော်ဒီအသုံးပြုနိုင်တယ်အဲ့တော့ validation လို့ခေါ်တဲ့နေရာမှာသူက client side နဲ့ကျွန်တော် server side ဆိုတာနှစ်ခုရှိတယ်အဲ့တော့ဒီ data annotation ကိုသုံးခြင်းအပြင်သူက client side မှာရော server side မှာရောဒီ validation တွေကိုသူစစ်ဆေးတဲ့လုပ်ဆောင်ချက်တွေကိုသူလုပ်ပေးနိုင်တယ်အဲ့တော့ client side လို့ပြောတဲ့အခါမှာကျွန်တော်ဘာကိုပြောချင်တာလဲဆိုတော့ browser ကိုပြောတာဖြစ်တယ်အဲ့တော့ browser မှာကျွန်တော်တို့မြင်တွေ့နေရတဲ့လုပ်ဆောင်ချက်တွေ browser မှာအလုပ်လုပ်တဲ့လုပ်ဆောင်ချက်တွေကိုကျွန်တော်ဒီ client side လို့ခေါ်တယ်အဲ့တော့ browser မှာလုပ်ဆောင်တဲ့လုပ်ဆောင်ချက်တွေအကုန်လုံးကကျွန်တော်ဒီ server ကိုသူမသွားဘူးအဲ့တော့ browser မှာရှိတဲ့ JavaScript တွေ CSS တွေ HTML တွေနဲ့ပေါင်းစပ်ပြီးတော့ validation လို့ခေါ်တဲ့အချက်လက်တွေကိုမှန်ကန်မှုစစ်ဆေးတဲ့အပိုင်းတွေကိုသူလုပ်တယ် client side မှာမလုပ်နိုင်တဲ့အပိုင်းတွေမှာဆိုရင် client side ကနေ data ကိုပို့ပြီးတော့ကျွန်တော်ဒီ server မှာအလုပ်လုပ်တယ် server ဆိုတာကျွန်တော်ဒီ internet information server လို့ခေါ်တဲ့ IIS ကိုပြောတာဖြစ်တယ်နောက်ထပ်ကောင်းတာတစ်ခုကဒီ data annotation ကိုကျွန်တော်သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကုတ်တွေအများကြီးရေးစရာမလိုလိုအပ်တဲ့ကုတ်လေးအနည်းငယ်ပဲကျွန်တော်တို့ကရေးပြီးတော့သူ့ရဲ့ validation တွေကိုကျွန်တော်ကစစ်လို့ရတယ်အဲ့ဒါဆိုကျွန်တော်ဒီလက်တွေ့ဘယ်လိုမျိုးသုံးမလဲဆိုတာကိုကျွန်တော်တို့လေ့လာကြည့်အောင်အဲ့တော့ကျွန်တော်ဒီမှာ project တစ်ခုရှိရယ်အရင်ဗီဒီယိုတွေမှာကျွန်တော်ဖန်တီးခဲ့ဒီ develop from scratch ဆိုတဲ့ဒီ project တစ်ခုဖြစ်တယ်ဒီ project မှာဆိုလို့ရှိရင်ကျွန်တော်ဒီ create လုပ်တဲ့ form တစ်ခုရှိမယ်ဒါဆိုရင် employee အချက်လက်တွေကို create လုပ်တဲ့ form data entry form ပေါ့အဲ့တော့ဒီထဲမှာထည့်လိုက်တဲ့အချက်လက်တွေကတကယ်ထည့်ပြီးတော့ကျွန်တော်ဒီ form ကြီးကို browser တစ်ဆင့်ကျွန်တော် submit လုပ်လိုက်တယ်ဆိုလို့ရှိရင်ဒီ data တွေကဒီ model ကိုအရင်ဆုံးဝင်သွားမှာဖြစ်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ model တွေကိုအချက်လက်တွေကိုထည့်တဲ့အခါမှာသူ့ရဲ့ data validation တွေကိုကျွန်တော်တို့ကသတ်မှတ်ပေးရမယ်အဲ့တော့ data validation လို့ပဲခေါ်ခေါ် data annotation လို့ပဲခေါ်ခေါ်အဲ့ဒါတွေကိုကျွန်တော်ဒီ model ထဲမှာသတ်မှတ်ပေးရမယ်အဲ့တော့အခုချိန်မှာကျွန်တော်သတ်မှတ်မထားဘူးဆိုလို့ရှိရင်ကျွန်တော်တို့ထည့်သမျှ data တွေအကုန်လုံးကမှန်ကန်မှုဖြစ်ကြောင်းမစစ်ဆေးဘဲနဲ့တိမ့်သွားမှာဖြစ်တယ်Okay ကျွန်တော်တို့ဒါဆိုရင်ကျွန်တော်ဒီ model ထဲမှာကျွန်တော် data annotation တွေထည့်ကြည့်အောင်အရင်ဆုံးကျွန်တော် data annotation တွေကျွန်တော်သုံးမယ်ဆိုလို့ရှိရင် data annotation နဲ့သက်ဆိုင်တဲ့သူ့ရဲ့ library တစ်ခုကျွန်တော်တို့ဒီမှာအရင်ဆုံးကြီးညာပေးရမယ်အဲ့တော့ဒီမှာ using ဆိုပြီးတော့သူ့ရဲ့အသုံးပြုမဲ့ library နဲ့ကိုကျွန်တော်ဒီမှာကြီးညာပေးရမယ် Okay အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ data annotation ရဲ့ library နဲ့ကိုကျွန်တော်ကြီးညာကြည့်အောင် using system.component model.data annotation ဆိုပြီးတော့ကျွန်တော်ဒီမှာကြီးညာပေးရမယ်ပြီးပြီဆိုရင်ကျွန်တော်ဒီ model မှာဆိုလို့ရှိရင် ID ကသူကကျွန်တော်ဒီ file ထဲမှာ data ထည့်တဲ့အပိုင်းမပါဘူးအဲ့တော့သူ့အတွက်စဉ်းစားစရာမလိုဘူးအဲ့တော့ကျန်တဲ့ဥစ္စာတွေကိုကျွန်တော် data annotation တွေကိုကျွန်တော်ထည့်ပေးမယ်ဥပမာ name ဆိုပါဆို name ဆိုလို့ရှိရင်ကျွန်တော်ဒီ file မှာဒီ name ဆိုတဲ့ data ထည့်ပေးဖို့လိုအပ်တယ်အကယ်မထည့်ဘဲနဲ့ blank ထားခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလက်သက်မခံနိုင်ဘူးအဲ့တော့ဒီ name ကလိုအပ်တယ်အဲ့တော့ဒါကြောင့်မလို့ဒီ name ကိုလိုအပ်တယ်အကယ်၍ blank ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ error message တစ်ခုတက်မယ်Okay ဒါဆိုရင်ကျွန်တော်ဘယ်လိုရေးမလဲဆိုတော့ data annotation တစ်ခုရေးချင်တယ်ဆိုရင် box bracket အဖွင့်ပိတ်နဲ့ရေးရတယ်အဲတော့လိုအပ်တဲ့ data ဖြစ်တဲ့အတွက်ကျွန်တော်က require ဆိုပြီးတော့ရေးမယ်ပြီးရင်လက်သေးခွင့်စမယ်အကယ်၍မထည့်ခဲ့ဘူးလိုအပ်နေခဲ့တယ်ဆိုလို့ရှိရင် error message ကိုပြမယ်အဲဘယ်လိုပြမလဲဆိုတော့ဒီကောင်က employee name ဖြစ်တဲ့အတွက် employee name require ဆိုပြီးတော့လာပြမယ်အခုလက်ရှိချိန်မှာကျွန်တော်ဒီ form မှာပြတဲ့အခါမှာဒီ name ဆိုပြီးတော့သူလာပြတယ် form မှာပြတဲ့အခါမှာလည်းသူ့ရဲ့ label အဲ့တော့ဒီမှာကျွန်တော်ဒီမှာနောက်ထပ်တစ်ခုထည့်ကြည့်မယ်မှာပါထည့်ကြည့်မလဲဆိုတော့ display name ဆိုတာထည့်ကြည့်အောင်
display name အဲ့တော့သူ့ကို display ဆို script မှာပြမယ်နာမည်ပေါ့အဲ့တော့ဒီနာမည်ကိုကျွန်တော်ဘယ်လိုပြမလဲဆိုတော့ employee name ဆိုပြမယ်အဲ့တော့သူကကျွန်တော်ဒီ label မှာပြမယ်အချက်လည်းဖြစ်တယ်အဲ့နောက်တစ်ခုကျွန်တော်ထည့်ကြည့်မယ်အဲ့နောက်တစ်ခါကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီ name ကိုကျွန်တော်တို့သူ့ရဲ့ဒီ string length ကိုသတ်မှတ်မယ်ဒီ name ကိုကျွန်တော်တို့အလုံး100ပဲလက်ခံမယ်အလုံး100ထက်ကျော်သွားပြီဆိုလို့ရှိရင်အဲ့ဒါ message ပြမယ်အဲ့တော့ကျွန်တော်ဒီမှာ string length ဆိုတာရှိတယ် string length မှာကျွန်တော်ဒီထည့်ချင်တယ်ကျွန်တော် length ဥပမာဆိုရင်ကျွန်တော်အလုံး100ပဲထည့်မယ်အဲ့ထက်ကျော်တယ်ဆိုရင်ကျွန်တော် error message ပြမယ်employee name cannot be longer than 100 character ဆိုပြီးတော့ကျွန်တော်ဒီ message ပြမယ်အကယ်၍100ထက်ကျော်ခဲ့မယ်ဆိုရင် okay ဒါဆိုကျွန်တော်ဒီ name အတွက်ထည့်ပြီးသွားပြီဒါနောက် title အတွက်ထည့်မယ်ဒီ annotation တွေထည့်ရမှာဖြစ်တဲ့အတွက်ဒါတွေကိုပဲ copy ကူးလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာထည့်လိုက်မယ်ပြီးရင်ကျွန်တော်ဒါကိုပြောင်းလိုက်မယ်ဒီကောင်ကကျွန်တော် title ဖြစ်တဲ့အတွက် employee title display မှာလည်းကျွန်တော် employee title လို့ပဲလာပြမယ် error message ကကျွန်တော်ဒီမှာ string length မှာဆိုလို့ရှိရင် string length title ကနေရဖြစ်တဲ့အတွက် title အလုံး50လို့ပဲသတ်မှတ်မယ်အကယ်၍ title ကအလုံး50တက်များတယ်ဆိုလို့ရှိရင် error message တစ်ခုလာပြမယ် employee title cannot be longer than 50 character okay ဒါဆိုရင်ကျွန်တော်တို့က title အတွက်ပြီးသွားပြီဒါဆိုရင်နောက်ထပ်တစ်ခု date of birth က date တိုင်းဖြစ်တယ်date တိုင်းဖြစ်တဲ့သူ့မှာလည်းကျွန်တော် require ဒီကောင်မထည့်မနေထည့်ပေးရမယ်ပြီးရင်မထည့်ခဲ့ဘူးဆိုလို့ရှိရင် error message ပြမယ်date of birth require ဆိုလာပြမယ်date of birth ကသူ့ရဲ့ data type ဆိုတော့ထည့်ပေးမယ်data type ကကျွန်တော် string ဆိုလို့ရှိရင်ကြိုက်တာထည့်လို့ရတယ်ပြဿနာမရှိဘူး date of birth ကကျတော့သူ့ရဲ့ဒီ data type ကသူက date ဖြစ်တယ်date ဖြစ်တာဖြစ်တယ်သူ့ရဲ့ data type ကိုကျွန်တော် date ဆိုပြီးတော့သတ်မှတ်ပေးမယ်အကယ်၍တခြား data type ထည့်ခဲ့တယ်ဆိုရင်ကျွန်တော်ဒီ error message တစ်ခုပြမယ်date of birth is invalid ဆိုပြီးတော့ error message ပြမယ် okay နောက်တစ်ခုကကျွန်တော်ဒီ date of birth ကိုကျွန်တော် data ကိုရိုက်ထည့်တဲ့အပိုင်းမှာ data လိုအပ်တယ်ဆိုလို့ရှိရင်အဲ့ဒါပြမယ်ပြီးရင်ဒီထဲမှာ date ပဲရိုက်ထည့်လို့ရမယ်နောက်တစ်ခုကပြတဲ့အပိုင်းဒီ date of birth ကိုကျွန်တော်တို့ဒီပြတဲ့အပိုင်းဒီမှာလည်းကျွန်တော် display တစ်ခုထည့်မယ်နောက်တစ်ခုကျွန်တော်ဒီ data မှာနောက်တော့ဘာထည့်မလဲဆိုတော့ဒီ date of birth ကိုကျွန်တော်ရိုက်ထည့်လိုက်တယ်ရိုက်ထည့်လိုက်ပြီးတော့ကျွန်တော်ဒီပြန်ပြတဲ့အပိုင်းမှာသူ့ရဲ့ format ကိုကျွန်တော်တို့သတ်မှတ်လို့ရတယ်date format ကိုကျွန်တော်တို့သတ်မှတ်လို့ရတယ်date format ကိုသတ်မှတ်ချင်တယ်ဆိုလို့ရှိရင်လည်း display format ဆိုပြီးတော့ကျွန်တော်တို့ဒီ data format string ဆိုတာရှိတယ်သူ့ရဲ့ format က0ဆိုပြီးတော့ full column လာမယ်အဲ့တော့0 full column ရဲ့သဘောတရားကဘာကိုပြောတာလဲဆိုတော့ကျွန်တော်ဒီ0 place ဆိုတာကိုပြောတာအဲ့တော့0 place ဆိုတာသူက0နေရာမှာ replace လုပ်လိုက်မယ်အကယ်၍သက်ဆိုင်ရာ value တွေရှိရဆိုရင်0နေရာမှာ replace လုပ်မယ်အကယ်၍ value မရှိခဲ့ဘူးဆိုလို့ရှိရင်တော့0နဲ့ပဲပြမယ်ဆိုတဲ့သဘောကိုပြောတာဖြစ်တယ်ပြီးရင် full column ရဲ့နောက်မှာကျွန်တော်သူ့ရဲ့သက်ဆိုင်ရာ format ကိုလိုက်ထည့်ပေးရမယ်အဲ format ကကျွန်တော်တို့ပြခြင်းတဲ့ format ကိုရေးပေးရမှာဖြစ်တယ်အဲ့တော့ဒီပုံစံနဲ့ကျွန်တော်ဒီ data format string ကိုကျွန်တော်ရေးရမှာဖြစ်တယ် day မှန်ဒီမှာ m ကိုကျွန်တော်အကြီးနဲ့ရေးပေးရတယ် year ဆိုပြီးတော့ပြပေးမယ်ဒီကောင်ကသူကဒီ date format ကကျွန်တော်ဒီပြတဲ့အချိန်မှာပြန် date တစ်ခုကိုကျွန်တော်ရိုက်ထည့်ပြီး
file လဲ submit လုပ်ပြီးသွားပြီ data လဲတိမ့်သွားပြီအဲ့ data ကျွန်တော်ပြန်ကြည့်တဲ့အခါမှာပြတဲ့အခါမှာသူ့ရဲ့ format ကိုသတ်မှတ်တဲ့အပိုင်းဖြစ်တယ် okay ဒါဆိုရင်ကျွန်တော် date of birth နဲ့ပတ်သက်တဲ့ annotation တွေလည်းသတ်မှတ်ပြီးသွားပြီaddress ကတော့ string ဖြစ်တဲ့အတွက်ကျွန်တော်ဒီတခြားဒီကောင်တွေနဲ့အတူတူပဲဖြစ်တဲ့အတွက်ကျွန်တော်ဒါကိုဒီမှာကျွန်တော်ပြန်ရေးလိုက်မယ်ပြီးရင်လိုအပ်တဲ့ချက်လက်တွေကျွန်တော်ပြင်လိုက်မယ်ဒီကောင် address ဖြစ်တဲ့အတွက်ဒီကောင် employee type တဲ့နေရာမှာ address လို့သတ်မှတ်လိုက်မယ်ကျွန်တော်ဒီကောင် address လို့ရေးလိုက်မယ်ပြီးရင် address ကိုကျွန်တော်ဒီအလုံး150သတ်မှတ်မယ်ပြီးရင်ကျွန်တော်ဒီ error message က address ပြီးရင်သူ့ရဲ့ character 150 okay ဒါဆိုရင်ကျွန်တော်ဒီ data model အတွက်လိုအပ်တဲ့ data annotation တွေကျွန်တော်သတ်မှတ်ပြီးသွားပြီကျွန်တော်ဒီ data annotation သတ်မှတ်ပြီးသွားပြီဆိုလို့ရှိရင်ဘယ်လိုလုပ်တယ်ဆိုတာကျွန်တော်ဆက်ပြီးတော့ဒီ program ကိုကျွန်တော် run ပြီးတော့ကြည့်အောင်data annotation ကကျွန်တော်ဒီ create လုပ်တဲ့ file edit လုပ်တဲ့ file တွေမှာပဲအလုပ်လုပ်တာဖြစ်တဲ့အတွက်ကျွန်တော် create ကိုရင်သွားလိုက်မယ်ကျွန်တော်ဒီထဲမှာရေးထားတာ data annotation ကျွန်တော်ခုနကလုပ်ထားတဲ့ data annotation ကဒီ model အတွက်ဖြစ်တယ်ဒီမှာဆိုလို့ရှိရင် data type က date ဖြစ်တဲ့အတွက်သူကဒီပုံစံတိုင်းလာပြပေးမှာဖြစ်တယ်ဒါဆိုရင်ကျွန်တော်ဘာမှမထည့်ဘဲနဲ့ create လုပ်ကြည့်အောင်တော့ကျွန်တော်တခုမှားနေပြီဆိုတော့ကokay ဒါဆိုရင်ကျွန်တော်ဒီ program ကို stop လုပ်လိုက်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကအခုလက်ရှိကျွန်တော်ဒီ project ကသူကကျွန်တော် empty project ကနေပြီးတော့ကျွန်တော်တို့ဒီ create လုပ်ထားတဲ့ MVC project ဖြစ်တယ်ဒါဆိုရင်ကျွန်တော်ဒီမှာသူအလုံးမလုံးဖြစ်တဲ့အတွက်ကျွန်တော်ဘယ်ထက်ကိုတစ်ချက်သွားကြည့်မလဲဆိုကျွန်တော် script ထဲကိုတစ်ချက်သွားကြည့်အောင်script ထဲမှာဆိုရင်ကျွန်တော်ဒီမှာသူ့ရဲ့ jQuery နဲ့ပတ်သက်တဲ့ကျွန်တော်ဒီ validation script တွေမပါဘူး jQuery နဲ့ပတ်သက်တဲ့ဒီ validation script တွေမပါတဲ့အတွက်ကျွန်တော်တို့ရဲ့ဒီ file validation မှာအလုံးမလုံးဖဲနဲ့သူက empty data တွေဝင်ပြီးတော့တင်သွားတာဖြစ်တယ် okay ဒါဆိုရင်ကျွန်တော်ဒီ script ထဲမှာကျွန်တော်လိုအပ်တဲ့ validation နဲ့ပတ်သက်တဲ့ script တွေထည့်ရမယ်validation နဲ့ပတ်သက်တဲ့ script တွေထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က toolset ကနေပြီးတော့ new get package manager အဲ့ဒီကနေ package manager console ဆိုတော့ရွေးလိုက်မယ်ဒါဆိုရင် package manager console ထွက်လာပြီဒီထဲမှာကျွန်တော်တို့ command တွေကိုရိုက်ထည့်ပြရမယ်command တွေရိုက်တဲ့အခါမှာကျွန်တော်တို့လိုချင်တဲ့ library file တွေထည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ install package ဆိုပြီးတော့ကျွန်တော်ရေးပေးရတယ်ကျွန်တော်ထည့်ချင်တာ jQuery library jQuery validation လုပ်တဲ့ library file တွေကိုထည့်ချင်တာအဲ့ဒါဆိုလို့ရှိရင် jQuery .validation jQuery validation unobtrusive ဆိုတဲ့ဒီ package ကိုကျွန်တော် install လုပ်ပေးရမယ်ဒီ jQuery validation unobtrusive ဆိုတဲ့ဒီ package ကို install လုပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ script folder ထဲမှာ validation jQuery validation script တွေရောက်လာမယ်ပြီးရင်ကျွန်တော်ဒီ validation script တွေကိုကျွန်တော်ပြန်သုံးပေးရမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် enter နှိပ်လိုက်မယ်ဒါဆိုရင်ဒီ package ကိုသူ install လုပ်ပေးလိမ့်မယ်အဲ့ဒါဆိုရင် package ကို install လုပ်ပြီးသွားပြီဒီ script တွေကိုကျွန်တော်ဘယ်နေရာမှာပြန်ခေါ်သုံးအောင်မလဲဆိုတော့ page တွေအားလုံးအတွက်အသုံးမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီ layout.cshtml နဲ့မှာကျွန်တော်ဒီ validation script တွေကိုကျွန်တော်ခေါ်သုံးပေးရမယ်ဒီမှာဆိုလို့ရှိရင် jQuery သူ့ရဲ့ minimize script တွေပဲသုံးထားတယ်ဒီမှာ bootstrap ဆိုရင်လည်းသူ့ရဲ့ minimize script ကိုပဲသုံးထားတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ validate ကိုလည်း minimize script ကိုပဲကျွန်တော်ဒါကိုပဲပြန်သုံးလိုက်မယ်ဒီကောင်ကျွန်တော် drag လုပ်ပြီးတော့ဒီနေရာမှာဒီလိုမျိုးထည့်လို့ရတယ်ပြီးရင်ကျွန်တော်နောက်တစ်ခုထည့်မယ် validation unobtrusive okay ဒါဆိုရင်ကျွန်တော်ထည့်ပြီးသွားပြီဒီ data annotation အလုပ်လုပ်လားမလုပ်ဘူးလားဆိုတော့ကျွန်တော်တို့က testing လုပ်ကြည့်အောင်okay ဒါဆိုရင်ကျွန်တော် employee ကိုသွားမယ်အခုဆိုရင်ကျွန်တော် model ထဲမှာ data annotation တွေထည့်ထားတယ်အဲ့ data annotation ကဒီ model နဲ့ပတ်သက်တဲ့ page တိုင်းမှာသူကအလုပ်လုပ်ပေးမှာဖြစ်တယ်အခုလောလောဆယ်ဆိုရင်ကျွန်တော်နှစ်နေရာရှိမယ် create လုပ်တဲ့ page နဲ့နောက်တော့ကျွန်တော်ဒီ edit လုပ်တဲ့ page မှာဒီ data တွေကိုသူက validation လုပ်ပြီးတော့မှသူကလက်ခံမှာဖြစ်တယ်
အဲ့ဒါဆိုကျွန်တော် create လုပ်တဲ့ page ကိုကျွန်တော်တို့လုပ်ကြည့်အောင်အဲ့တော့ create လုပ်တဲ့ page မှာကျွန်တော်တို့ကဒီ data annotation မှာကျွန်တော် display name မှာကျွန်တော်တို့ employee name လို့ထည့်ခဲ့တဲ့ဒီမှာ employee name လို့လာပြတယ်အဲ့လိုပဲ title မှာလည်းကျွန်တော်သူ့ရဲ့ display name မှာ employee title လို့ထည့်ခဲ့တဲ့ဒီတိုင်းလာပြတယ်အဲ့တော့သက်ဆိုင်ရာ date of birth မှာလည်းအဲ့တိုင်းလာပြဒီတိုင်းလာပြတာဖြစ်တယ် okay ဒါဆိုကျွန်တော်ဒီ form မှာဘာမှမထည့်ဘဲနဲ့ create ကိုနှိပ်ကြည့်အောင်ဒါဆိုရင် तू က require ဆိုတဲ့ data annotation ကိုကျွန်တော်သတ်မှတ်ခဲ့တာဖြစ်တဲ့အတွက်ဒီ require data annotation က data တွေကိုစစ်မယ်စစ်ပြီးတော့ data တွေလိုအပ်တဲ့နေရာတွေမှာ तू က message တွေအဲ့ဒါ message တွေလာပြပေးတာဖြစ်တယ်ဒါဆိုရင်ကျွန်တော်ဒီထက်မှာကျွန်တော်နာမည်ထည့်ကြည့်အောင်ထုံလို့ထည့်လိုက်မယ်သူ့ရဲ့ employee title ကိုကျွန်တော် project manager လို့ပေးလိုက်မယ်ပြီးရင် date of birth မှာကျွန်တော်တို့ဒီdate တစ်ခုကျွန်တော်ထည့်လိုက်မယ်ဥပမာဆိုပါစို့1999 February 25ပေါ့ထည့်လိုက်တယ်အပြင် address မှာကျွန်တော်Mandalay လို့ထည့်လိုက်မယ်ပြီးရင် create လုပ်လိုက်မယ်ဒါဆိုရင်တခြား validation လည်းလူဆက်မှာဖြစ်တယ်တခြား validation ဆိုတာကျွန်တော်ဒီအကယ်၍ employee title မှာကျွန်တော်သတ်မှတ်ခဲ့တာကအလုံး90သတ်မှတ်ခဲ့တယ်အလုံး90တဲ့ကျော်တယ်ဆိုရင်သူအဲ့ဒါလာပြမှာဖြစ်တယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာတခါတည်းကျွန်တော်စမ်းကြည့်အောင်ဒီ project manager မှာအလုံး90ကျော်ရင်သူကသက်ဆိုင်ရာ error message ဒါဆိုရင်သူ error message ကိုလာပြပြီ okay ဒါဆိုရင်ကျွန်တော် create လုပ်မယ်ဒါဆိုရင်သူဒီ record ကို create လုပ်ပြီးသွားပြီအဲ့ဒီမှာလည်းကျွန်တော်တို့က data ရိုက်ထည့်တဲ့အပိုင်းပါတယ် data ရိုက်ထည့်တဲ့အပိုင်းပါတာဖြစ်တဲ့အတွက်သူမှာ validation ဒီမှာလည်းဆက်မှာဖြစ်တယ် okay ဒါဆိုရင်ကျွန်တော်ဒီ data annotation နဲ့ပတ်သက်ပြီးတော့ဘယ်လိုအသုံးပြုတယ် data annotation ကိုကျွန်တော်ဘာအတွက်သုံးတယ် data annotation ကိုကျွန်တော်ဒီဘယ်နေရာမှာသုံးတယ်စသဖြင့်ဒီဗီဒီယိုလေးကိုကြည့်ခြင်းအပြင်ကျွန်တော်တို့နားလည်သဘောပေါက်မယ်လို့ကျွန်တော်ယူဆပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ် bye bye